မင်္ဂလာပါဒီ comment လေးကိုအစားတော့ reply မပြန်တော့ဘူးလို့နေရဘာဖြစ်လို့လဲဆိုတော့ဒီလိုမျိုးဟာရခဏတိုင်းပြန်ပြီးနေရတော့ပေါ့နော်မပြန်တော့ဘူးလို့နေရအတိုင်းပဲနောက်ဆုံးမှ emotion လေးထည့်ထားတာလေးတွေ့လို့အဲ့ဒါလေးပြန်ပြီးလိုက်တာပါအဲ့တော့ဒီ e-visa master နဲ့လာဖို့ပဲဖြစ်ဖြစ်ဒီကျောင်းနဲ့လာမဲ့သူတွေအားလုံးပေါ့နော်ဘယ်မေဂျာရွေးရမလဲဘယ်လိုကျောင်းရွေးရမလဲဆိုတဲ့ဟာလေးတွေကိုကျွန်မနည်းနည်းလောက်ထပ်ပြီးတော့ကြတော့အရင်ပြောထားတဲ့ဟာတွေလည်းပါတယ်လို့နည်းနည်းဖြည့်ဆွက်ပြီးတော့ပြောပြရစီပေါ့နော်အဲ့တော့နံပါတ်1အချက်လဲဆိုလို့ရှိရင်တော့အရင်ဆုံးကိုယ့်ရဲ့အသက်ကိုထည့်ပြီးတော့စဉ်းစားရမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တချို့ကြောင့်နေရကြအသက်ကြီးရဲ့ဆိုတာ30ကျော်ပတ်ချာလဲပေါ့နော်အသက်ကြီးရအောင်ပြောတာမဟုတ်ဘူးသူတို့ဒီကြောင်းနေနဲ့တတ်မှတ်ချက်ဥစ္စာကိုပြောတာပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်30ကျော်တဲ့သူတွေတို့ဘာလို့ဆိုလို့ရှိရင်ဒီကျောင်းဝင်မှာ topic မရှိထားအောင်ဆိုရင်ထိုက်တဲ့လောက်တခြားငယ်တဲ့သူတွေထက်အဲ့20ကျော်တွေထက်နည်းနည်းပို့ပြီးတော့ကြက်တာမျိုးတွေလည်းရှိနိုင်တယ်အဲ့ဒါအတွက်ကြောင့်မလို့နံပါတ်1အနေနဲ့ဆိုရင်ကိုယ့်ရဲ့အသက်ပိုင်းခြားကိုတစ်ချက်စဉ်းစားရမှာပေါ့နော်အဲ့တော့နံပါတ်1 D4 ဆိုလို့ရှိရင်လည်းကိုက D4 လျှောက်ချင်တယ်ဒါပေမဲ့အသက်က26 29ကအဲ့20ကျော်ဖြစ်နေရဆိုလို့ရှိရင်အဲ့26 29 28အဲ့လိုမျိုးဖြစ်နေရဆိုဒီဖုန်းနဲ့ဆိုရင်အရင် rich များတယ်ပေါ့နော်အဲ့လိုမျိုးလေးလည်းရှိရောဒီအသက်ကအရင်ဆုံးပထမအောင်ဆုံးစပြီးတော့စဉ်းစားရမှာပေါ့နော်အဲ့တော့နံပါတ်1ချက်ပေါ့နံပါတ်2ချက်ကကြတော့ကိုကိုအရင်မေးကြည့်ပေါ့နော်ကိုကကြောင်းပြီးသွားလို့ရှိရင်ဒီအလုံးနဲ့လှုပ်ချင်တာလားကိုရီးယားကိုလာတဲ့ဥစ္စာကပတ်စံရရင်ပြီးတော့ဒီကြောင်း2နှစ်ဖြစ်စေ4နှစ်ဖြစ်စေအဲ့လိုမျိုးပြီးသွားလို့ရှိရင်ကိုကပြန်มาလားမဟုတ်ဘူးဆက်လှုပ်ချင်နေရဆိုလို့ရှိရင်ဘယ်လိုလုပ်မှလဲဒီဘွဲကိုအသုံးချပြီးတော့ဆက်လှုပ်ချင်တာလားဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ဒီအစင်ပြေရဲ့အလုပ်ကိုပဲဝင်လုံးမှာလားစသဖြင့်ပေါ့နော်ကိုတယောက်နဲ့တယောက်ကမတူကြဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါကိုစဉ်းစားပေါ့နော်အဲ့တော့ကိုကတကယ်လို့ကျောင်းဒီဘွဲနဲ့ပဲကျောင်းပြီးွားရင်လည်းလှုပ်ရှားခြင်းနဲ့မြန်မာပြည်မှာလည်းလှုပ်ရှားခြင်းနဲ့ဆိုတော့ကိုဝါသနာပါတဲ့ဟာကိုအရင်စဉ်းစားတင်တယ်ပေါ့နော်ဘာလို့ဆိုတော့ဒီမှာအခက်ခဲပေါင်းစုံရှိရတဲ့အတွက်ကြောင့်မို့လို့ကိုကတသက်လုံးလုပ်ဖို့လည်းရည်ရွယ်ထားဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုကြိုက်နေတဲ့မှာကိုကြိုက်မှဒါကြီးကရေရှည်ခံနိုင်ရှိမှာပေါ့နော်ဘာလို့ဆိုအခက်ခဲပေါင်းစုံကကျောင်းစာသင်ပိုင်းနဲ့ဘက်ကလည်းလာမယ်ငွေချတဲ့ပိုင်းကိုရက်တီနေထိုင်မှုပိုင်းကလည်းလာမှာဖြစ်တဲ့အတွက်ကြောင့်ကိုဝါသနာပါတဲ့ဟာမဟုတ်ဘူးဆိုလို့ရှိရင်တောင့်ခံမှုကခက်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ကိုကအဲ့ဒါလေးတစ်ချက်စဉ်းစားကြည့်ပေါ့နော်အဲ့ဒါလေးကနံပါတ်1ပေါ့နံပါတ်2ပြီးတော့နံပါတ်3ကကြတော့ဗာလဲဆိုတော့ကိုကအဲ့လိုမျိုးစဉ်းစားပြီးသွားပြီဆိုလို့ရှိရင်ဘယ်မေဂျာကြီးတက်မလဲဆိုတဲ့ဟာကိုခုနကစဉ်းစားပြီးသွားပြီဆိုတော့အဲ့မေဂျာကြီးကဘယ်ကျောင်းမှာရှိရလဲတစ်ချက်စဉ်းစားပေါ့နော်အဲ့တော့အဲ့ကျောင်းအဲ့လိုမျိုးကျောင်းနေမှာကိုတက်ချင်တဲ့ဥစ္စာကမေဂျာကဘယ်ကျောင်းမှာရှိရဲဆိုတာသိပြီဆိုလို့ရှိရင်နောက်တစ်ဆင့်အနေနဲ့ဆိုလို့ရှိရင်အဲ့ဒီကျောင်းကဗီဇာအောင်ချက်ကောင်းလားအဲ့ဒါတွေကကိုယ့်ရဲ့ရှေ့ကတက်နိုင်ဆုံးကိုယ့်ရဲ့အနီးကပ်ဆုံးပေါ့ဥပမာကိုကe-visa နဲ့လာမဲ့သူတွေဆိုရင်တနေ့မှာ2ကြိမ်ပဲရှိရဖြစ်တဲ့အတွက်ကြောင့်3လပိုင်းနဲ့9လပိုင်းဆိုတော့တကယ်လို့ကိုက9လပိုင်းလာမဲ့သူဆိုရင်3လပိုင်းအောင်ချက်တွေကိုကြည့်visa result တွေကိုကြည့်ပေါ့နော်အဲ့တော့ visa result တွေကကောင်းလားမကောင်းလားအဲ့ဒီဟာတွေပေါ်မူတည်ပြီးတော့ကိုနဲ့ကိုက်ညီတဲ့အကြောင်းကိုရွေးပြီးတော့အဲ့အကြောင်းမှာကိုတက်ချင်တဲ့မိဂျာကိုရှိလားအဲ့လိုမျိုးရွေးပြီးရခါရောက်တော့အဆင့်ဆင့်ရွေးပြီးတော့ခါရောက်တော့ကိုနဲ့ကိုက်ညီတဲ့ဟာလေးအဆင့်ပြေအောင်ရွေးပေါ့နော်အဲ့တော့ပြီးတော့နောက်ထပ်စဉ်းစားထည့်ပြီးတော့စဉ်းစားခြင်းနေဆိုလို့ရှိရင်အဲ့လိုကိုကဘယ်လိုနေရာမှာနေချင်တာလဲဥမာဆိုးမျိုးပေါ်မှာနေချင်တာလားဘူဆန်မှာကြောင်းတက်ချင်တာလားဂျေဂျူမှာတက်ချင်တာလားစသဖြင့်ပေါ့နော်အဲ့လိုမျိုးဟာကြီးလည်းထည့်ပြီးတော့စဉ်းစားပေါ့နော်အဲ့တော့ရှိရနံပါတ်1နဲ့3ကတော့အရေးကြီးဆုံးပဲပေါ့နော်အဲ့ဒါလည်းအရေးကြီးဆုံးခုနကပြောတဲ့ဗီဇာအောင်ချက်ကောင်းမကောင်းဆိုတဲ့ဟာတွေကလည်းအရေးကြီးရယ်ပေါ့နော်အဲ့တော့အဲ့ဒီအချက်လေးတွေကိုထည့်သွင်းစဉ်းစားပြီးရခါရောက်တော့ဗတ်ပေါင်းစုံကနေစဉ်းစားပြီးကိုယ့်အတွက်ကိုက်ညီတဲ့အကြောင်းကိုရွေးရမှာပေါ့နော်အဲ့တော့ဥမာကျွန်မဒီအကြောင်းကိုကောင်းလာတယ်ဒီအကြောင်းတက်လို့ပြောလိုက်လို့ရှိရင်အဲ့သူမလာခင်မှာဗီဇာ result ကတိတ်မကောင်းထားဘူးဆိုတာမျိုးလည်းဖြစ်သွားနိုင်တယ် visa result ကရှေ့တုပ်တွေကကောင်းပြီးတော့ခါရောက်တော့မှကိုယ့်တုပ်မှာကြက်သွားတာမျိုးကြီးလည်းဖြစ်သွားနိုင်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီဘက်မှာနေရတဲ့သူတွေကလည်းတက်ရှိဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ
အကုန်လုံးအဆင်ပြေနေတော့ကောင်းတာပေါ့နော်အဆင်မပြေရဲ့အချို့တွေရှိရဆိုလို့ရှိရင်သူတို့လည်းအကြောင်းမျိုးကြောင့်မလို့ဗီဇပြောင်းသွားတာမျိုးတွေပါရှိရဆိုလို့ရှိရင်အဲ့လိုမျိုးကြီးဆိုနောက်လူတွေကကြက်တက်တယ်ပေါ့နော်အဲ့လိုမျိုးကြီးလည်းကိစ္စတွေလည်းရှိသေးရဖြစ်တဲ့အတွက်ကြောင့်ကိုရောက်နေရဲ့အချိန်မှာခုနအချက်တွေကိုထည့်သွင်းစဉ်းစားပြီးတော့ကိုနဲ့ကိုက်ညီတဲ့မိကြကိုနဲ့ကိုက်ညီရဲ့အကြောင်းကိုရွေးချယ်တာတော့အကောင်းဆုံးလို့ထင်ပါတယ်အဲ့တော့ကျွန်မပြောတဲ့အချက်လေးတွေရဲ့တခြားထည့်သွင်းစဉ်းစားရမယ့်အချက်လေးတွေရဲ့เนาะနောက်ထပ်ဆိုလို့ရှိရင်တော့ကျောင်းလာကပေါ့เนาะအဲ့ဒါကြီးလည်းထည့်သွင်းစဉ်းစားရမှာပေါ့เนาะကျောင်းလာကတစ်နှစ်ကိုဘယ်လောက်လဲပြီးလို့ရှိရင်EB တောင် master ဆိုလို့ရှိရင်တော့ပဲလေပဲဘယ်လောက်ရှိမှသူတို့ကဘွဲပေးမှလဲတပတ်ကိုဘယ်နှစ်ရက်တက်ရမှလဲစသဖြင့်အဲ့ဒီအချက်လေးတွေရောထည့်ပြီးတော့စဉ်းစားပြီးတော့ကိုနဲ့ကိုက်ညီတဲ့ကိုအဆင်ပြေတဲ့အကြောင်းတွေကိုရွေးချယ်ရင်ပို့ပြီးတော့အဆင်ပြေမယ်လို့ထင်ပါတယ်ရှင်အဲ့တော့ကျေးဇူးအများကြီးတင်ပါတယ်ရွေးချယ်မှုတိုင်းကမှန်ကန်ပြီးရဲ့ခါရောက်တော့အကျိုးရှိရဲ့ရလဒ်လေးတွေရပါစေလို့ဆုတောင်းပေးပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်